ကျေးဇူးတော်ကြောင့်ญาတိဥဒုပူတော်လဲဘုရားကြောင့်ပြည့်လူ၄ပါးเนาะလာရောက်ပြီးတော့ဘုရားကိုကိုးကွယ်ဝတ်ပြုခြင်းနှုတ်ကပတ်တော်ခံယူဖို့ဘုရားရှင်ပို့ဆောင်ပေးခြင်းအတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လို့เนาะဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကအင်မတန်မှအရေးကြီးပါတယ်เนาะကဘာစัจ java လာကြီးကိုလည်းဘုရားသခင်သည်နှုတ်ကပတ်တော်အားဖြင့်ပဲဖန်ဆင်းတာဖြစ်ပါတယ်ဒီလိုပဲအရာခတ်သိမ်းကိုဖန်ဆင်းသလိုလူကိုဖန်ဆင်းပြီးတဲ့အခါဘုရားသခင်ကလူကိုလည်းဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဘုရားသခင်ရဲ့တကိုးနဲ့ဖန်ဆင်းသလိုကြဆုံးသွားတဲ့လူကိုလည်းဘုရားကနှုတ်ကပတ်တော်ဒီဟူသောသခင်ယေရှုခရစ်တော်အားဖြင့်ပြန်ပြီးတော့ကယ်တင်တယ်ဆိုတော့တွေးရတယ်။ဒါကြောင့်နှုတ်ကပတ်တော်ဟာကျွန်တော်တို့ယုံကြည်သူသားသမီးတွေအတွက်အင်မတန်မှအရေးကြီးတဲ့အရာဖြစ်ပါတယ်။ဒါကြောင့်ဒီနှုတ်ကပတ်တော်ကိုခံယူဖို့ရောက်ရှိလာတဲ့သားသမီးတွေအတွက်ကတကယ်ပဲဝမ်းမြောက်စရာမင်္ဂလာဖြစ်စေပါတယ်လို့ရှေးဥစွာပြောချင်ပါတယ်။သို့တော်လည်းကျေးဇူးတော်ကြောင့်တချို့သောနေရာတွေเนาะတချို့သောနေရာတွေမှာနှုတ်ကပတ်တော်လာရောက်ခံယူဖို့တော့ရောက်ရှိလာပါတယ်။သို့တော်လည်းနှုတ်ကပတ်တော်အပိုင်းကိုမသွားခင်ပထမအပိုင်းဆိုတာကပထမစပြည့်လူရဲ့အစီအစဉ်ပေါ့လေအသင်းတော်ရဲ့အစီအစဉ်နဲ့သွားတယ်အသင်းတော်ရဲ့အစီအစဉ်ကတခါလေအရန်များတယ်အရန်များတဲ့အထဲကနေပြီးတချို့လည်းနည်းနည်းထပ်တိုးလာတာလေးတွေရှိတော့တဘာပရိယအဲ့ဒါထပ်ထက်ဒါတွေရှိတယ်ဒါတွေမလုပ်ခင်မှာအထူးသဖြင့်ဘာလဲဆိုတော့ praise and worship ချီးမွမ်းကိုးကွယ်ခြင်းကိုတွားတဲ့အခါမှာတကယ်ပဲအားရစွာနဲ့ခုန်ပေါက်ချီးမွမ်းမကောင်းမို့ကောင်းပါတယ်သို့တော်လည်းအဲ့လိုလှုပ်ခြင်းအားဖြင့်ဘာဖြစ်သွားလဲဆိုတော့အခုလိုရာသီကြတော့လေပူတဲ့အခါချွေးထွက်ပြီးလူကဘာဖြစ်သွားလဲဆိုတော့လာတော့ကတော့လန်းဆန်းပြီးတော့တီဆိုချီးမွမ်းပြီးတဲ့အခါလူကနှုံသွားတယ်နှုံသွားရင်ဘာဖြစ်သွားလဲလူကအိတ်ချင်လာဒုတိယစပြည့်ရဖြစ်တဲ့ဒုတိယပိုင်းကိုနှုတ်ကပတ်တော်ကိုသွားဖို့လဲကြရောမျက်စိတွေဖွင့်လို့မရတော့အရေးကြီးတဲ့အပိုင်းကိုရောက်လာမှဘာဖြစ်သွားလဲခံယူခြင်းမှာတော့လဲကိုယ်ခန္ဓာသည်အလင်းမတတ်နိုင်ပါဘူးအဲ့လိုဖြစ်သွားတာဒါကြောင့်ဒီကနေ့တော့ကျေးဇူးတော်ပဲဒီကနေ့ဆရာကျော်လဲနည်းနည်းပင်ပန်းနဲ့တင်တယ်သူလဲချွေးတွေထွက်အားတိုင်းဆိုသူလဲအားရနော်ချီးမွမ်းတာလေနော်ချီးမွမ်းဦးကျူတို့လဲတီးတာလေနော်အားရပါရဒရမ်တီးတဲ့တယောက်ကလည်းအတကုံးဆိုတော့ဆိုတဲ့လူကလည်းဘယ်လိုပဲဖြစ်ဖြစ်အားတက်လာနော်ဒါလေးတွေဒီနေ့တော့နည်းနည်းအဲ့ဒီအပိုင်းတွေတိတ်မရှိဘူးနော်အစဉ်ပြေပြီးတော့အားလုံးလေတိတ်ခုံပေါက်တာမရှိဘူးပေါ့နော်ဆိုတော့ဒါလည်းဟိုကျေးဇူးတော်ပါနော်လန်းလန်းဆန်းဆန်းလေးပဲဆက်ရှိနေသေးတော့လေနှုတ်ကပတ်တော်ခံယူတဲ့အခါမှာလည်းပို့ပြီးအစဉ်ပြေတာပေါ့နော်ဟုတ်ပြီးခဲ့တဲ့အပတ်ကပါလဲEaster Sunday နော် Easter Sunday မှာဘာကျွေးလဲဘုရားကျောင်းဟမ်ကျဲဥတွေပါကျွေးသေးလားကျဲဥမကျွေးဘူးလားကျဲဥတော့ကျွေးသင့်တယ်ကျဲဥလေးစားတော့နည်းအားရှိတာပေါ့နော်ဆိုတော့နှုတ်ကပတ်တော်ကျွေးတယ်ကဲမှတ်မိသလောက်နည်းနည်းပြောကြည့်ပါကျမ်းပိုက်ပါတဲ့တော့ဟုတ်လား
မာကျူအမာကုကန်းကြီး30အဲ့ထဲကဘာရလိုက်လဲဘာရလိုက်လဲဆိုတော့စာအုပ်ထဲမှာရှိတာပေါ့နော်အေးဗျဟောတဲ့လူကတော့တေချာပြင်ဆင်ပြီးတော့ချီးမွမ်းစက်ကပ်ပြီးတော့ဟောပြောသွားတာပဲကျွေးသွားတာပဲဒါမဲ့အဲ့ဒီအချိန်မှာတော့မျက်လုံးဖြူပြီးတေချာနားထောင်တာပဲတစ်ပတ်လဲကြာရောမရှိတော့ဘယ်ရောက်သွားလဲတစ်ပတ်လဲကြာရောဘယ်ရောက်သွားလဲမရှိတော့နော်အဲ့ဒါမျိုးမလုပ်ကြနဲ့နော်ဆိုတော့နောက်ကဘက်တော့အရေးကြီးပါတယ်ဖျားစကားမေ့သွားကြရမဟုတ်ဘူးငါစကားရောက်တုံလို့တော်သူကိုငါကြည့်ရှုနော်အဲ့တော့ဖျားစကားကိုကြားတဲ့အခါတကယ်ပဲနှလုံးသားထဲမှာဆွဲမှတ်စွာခံယူတိဆောက်သွားဖို့လိုတယ်နော်ဒါကိုပြောချင်တာကဲဒါဆိုရင်ဆရာကျော်ပြီးခဲ့တဲ့ဘက်ကပြောတဲ့ကဘာမှမရလိုက်ဘူးဆိုဘယ်တော့နှမျောဖို့ကောင်းလဲဘယ်အစ္စတဆန်တည်းကဘယ်တော့ပြန်လာတနည်းဆောင်အောင်ရှင်ပြန်ထမြောက်ခြင်းအစီအစဉ်ပြန်လုပ်အောင်ဆိုရင်လူတွေကပဲလှုပ်ချင်မလဲနော်ဆိုတော့ဟုတ်ပြီဒါဆိုရင်ယေရှုထမြောက်တဲ့အချိန်မှာဘာတွေဖြစ်ခဲ့လဲယေရှုကကားနိုင်တက်တယ်ဘယ်နေ့မှတက်လဲသူတို့တင်တဲ့နေ့တက်တာပေါ့နော်ဟုတ်လားကားတိုင်းတက်တယ်ကားတိုင်းပေါ်ရောက်ပြီကားတိုင်းပေါ်ရောက်ပြီဆိုယေရှုကသူပြုရမယ်အမှုရှိတယ်ကားတိုင်းတက်ပြီးသူဘာပြောလဲလောကကြီးကမှောင်သွားတယ်လေဘယ်လောက်မှောင်သွားလဲဘယ်လောက်မှောင်သွားလဲ3ရက်လား3နာရီမောတဲ့အချိန်ကနေပြီးတော့3ချက်ဒီအချိန်ဒီတိုင်ဘာဖြစ်သွားလဲလောကကြီးမှောင်ကျသွားဘာဖြစ်လို့လဲ EBC မီးပြတ်သွားတာဘာဖြစ်လို့မှောင်သွားလဲဆိုတော့အပြစ်ဆိုတာကမှောင်မိုက်ဆိုတဲ့အပြစ်ကယေရှုခရစ်တော်ပေါ်ကိုယူတင်လိုက်တဲ့အခါမှာယေရှုကဘာဖြစ်သွားလဲမှောင်မိုက်အပြစ်သားဖြစ်သွားတယ်အဲ့ဒီမှာလောကကြီးက3နာရီမှောင်သွားတယ်ယေရှုကဘာထပြီးတော့ကြွေးကြော်တယ်အဲ့ဒီလိုမှောင်သွားတာအတိတ်ကအားဖြင့်ယေရှုအပေါ်ကိုအပြစ်ကရောက်ရှိသွားတဲ့အခါမှာမှောင်သွားတယ်ယေရှုကအဲ့ဒီအချိန်မှာကြွေးကြော်တယ်ပါတဲ့တော့အေလိလာမရှာနဲ့ငါမရှိဘူးဟုတ်လားအေလိလာမရှာပကာသနီကျွန်ုပ်ဖျားကျွန်ုပ်ကိုအဘဲကြောင့်ဆွန့်ပစ်တော်မူသည်ခွက်ဆိုတာအဲ့ဒီအရာကိုပြောတာပါအဓိကခမည်းတော်သည်သူ့ကိုစွန့်ပစ်လိုက်တာဘယ်လောက်ကြာသွားလဲ3နာရီအဖြစ်လို့စွန့်ပစ်လဲအပြစ်ကသူ့အပေါ်ကိုရောက်သွားတယ်ဒါကြောင့်အပြစ်ဒီအမှောင်ဖြစ်တဲ့အတိုင်း3နာရီလောကကြီးကမှောင်သွားပါတယ်3နာရီမှောင်သွားတယ်3နာရီပေါင်ပြီးတော့ယေရှုကအသေးခံတယ်ပြီးတော့ဗာဆက်ဖြစ်လေအသေးခံပြီးဗာဖြစ်လေဟိုဒီနေ့တရားမဟုတ်ကျမ်းစာသင်မယ်အသေးခံတယ်ပြီးရင်ဗာဖြစ်လေတကြိုတယ်ကျမ်းစာလာသည့်အတိုင်းဆိုတော့ယေရှုကကားတိုင်းတက်တယ်ကားတိုင်းမှာအသေးခံအသွေးသွင်းခြင်းအားဖြင့်ကျွန်တော်တို့ကဘာရသွားလဲ
တန်ရှင်းဖြောင့်မတ်ခြင်းကိုခံစားရတယ်ယေရှုခရစ်တော်ရဲ့အသွေးအားဖြင့်ခမည်းတော်ကကျွန်တော်တို့ကိုတန်ရှင်းဖြောင့်မတ်တယ်လို့သတ်မှတ်လိုက်တယ်အဲ့တော့ယေရှုအသေးခံပြီးတော့တကြိုပြီးကျမ်းစာလာတဲ့အတိုင်း3ရက်မြောက်တဲ့နေ့မှာထားမြောက်တယ်ထားမြောက်ပြီးဘယ်ကိုသွားလဲယေရှုထားမြောက်ပြီးတော့ရက်40ငါထားမြောက်ပြီဆိုတာကိုတက်တည်ထူတယ်လူပေါင်း900မကမြင်ဆိုတော့အသေးခံတကြိုထားမြောက်တယ်ထားမြောက်ပြီးတဲ့အခါမှာရက်40ဘာဖြစ်လဲကိုထင်ရှားပြကိုထင်ရှားပြပြီးတဲ့အခါမှာယေရှုဘယ်ရောက်သွားလဲယေရှုဘယ်ကိုထပ်သွားလဲကောင်းငင်တက်သွားတယ်ကောင်းငင်တက်ပြီးတော့ဘလောက်ကြာလဲငါသွားရင်ဘသူ့ကိုလွတ်လိုက်မလဲဥပစ္စေဆရာကိုလွတ်လိုက်အဲ့တော့ယေရှုရက်40ကိုထင်ရှားပြပြီးတက်သွားပြီးဘယ်နေ့မှဆင်းလာပင်တေကုတ်တွေနေ့ယေရှုကပင်တေကုတ်တွေဝတ်ပြီးဆင်းလာတာလားမဟုတ်ဘူးပင်တေကုတ်တွေနေ့ဆိုတာဘာကိုပြောတာလဲရက်50ပြောတာ50ရက်50ပြည့်တဲ့နေ့မှာသူဘာလို့လဲဝိညာဉ်တော်နေနဲ့ဆင်းလာဥပစ္စေဆရာကိုလွတ်လိုက်မယ်ဆိုတဲ့အတိုင်းဥပစ္စေဆရာမဆင်းလာဘူးလားဆင်းလာဒါဆိုရင်အဲ့ဥပစ္စေဆရာကဆင်းလာပြီးတော့သူကဘယ်ကိုလာတာလဲဘယ်ကိုလာလဲဥပစ္စေဆရာဘယ်ကိုလာလဲမသိဘူးဆိုရင်တော့အဲ့ဒါပြဿနာဥပစ္စေဆရာဆင်းလာတယ်ဘယ်မှာကျိန်းဝတ်ဖို့လဲဘယ်မှာကျိန်းဝတ်ဖို့လဲအဲ့တော့ဒီမှာရှိတဲ့သူတွေတန်ရှင်းသောဝိညာဉ်တော်ကိုရပြီလားရပြီလားအဲ့တော့တန်ရှင်းသောဝိညာဉ်တော်ကဆင်းလာပြီဘယ်ကိုဆင်းလာဒီထဲကိုဆင်းတာမဟုတ်လားဟုတ်တယ်ဆင်းတာတော့မသိသေးဘူးနော်ဟုတ်ပြီဒီထဲကိုဆင်းတယ်တန်ရှင်းသောဝိညာဉ်တော်ကတိတိကျကျပြောရင်ပြန်50မှာဆင်းလာတဲ့တန်ရှင်းသောဝိညာဉ်တော်ကဘယ်သူတွေရဲ့အထဲကိုဝင်ရောက်ကျင်းဝတ်တာလဲဘုရားသခင်ကခံပြီးတော်ကသားတော်၌သင်တို့နှင့်ငါတို့ကိုခရစ်တော်၌တည်စေ၍ဘာပေးလဲဗိသိက်ပေးတော်မူသောသူကဘုရားသခင်ပဲကျွန်တော်တို့ကိုယေရှုခရစ်တော်၌ခမည်းတော်ကဘာလို့လဲတည်စေတယ်ယေရှုခရစ်တော်ထဲကိုဘာလို့ပေးလဲထဲလိုက်ယေရှုခရစ်တော်ထဲကိုထဲလိုက်တော့เนาะအချုပ်ပဲပြောမယ်เนาะယေရှုခရစ်တော်ထဲကိုထဲလိုက်တဲ့အခါကျွန်တော်တို့ကဘယ်ရောက်သွားလဲယေရှုထဲကိုရောက်ယေရှုအထဲကိုကျွန်တော်တို့သွားဝင်လို့ရလားကိုယ့်အကူဝင်လို့ရလားမရယေရှုကလွန်ခဲ့တဲ့နှစ်ပေါင်း2025မှာအသေးခံတယ်ကျွန်တော်တို့ရှိလားအဲ့ချိန်ဒါကလူရဲ့အမြင်သိပ္ပံเนาะအရာကျွန်တော်တို့ဘယ်လိုပဲကြည့်မဖြစ်နိုင်တဲ့ကိစ္စသို့တော်လည်းယေရှုအထဲကိုဘယ်သူကထည့်ပေးလဲသင်တို့နဲ့ငါတို့ခရစ်တော်၌တည်စေရေးဗိတ်သိက်ပေးတော်မူသောသူကဘယ်လိုလဲ
ရားသခင်ဘုရားသခင်ကထည့်ပေးတယ်တဲ့ဒါဆိုမပြည့်နိုင်ဘူးလားဘုရားကထည့်ပေးပါဒါကြောင့်နှစ်ကော50ခွန်ကဘာပြောလဲကဲဆိုကြည့်ပါဦး18မှာဗာဒပြောလဲထို့သောဖြစ်တော့ဘုရားသခင်ဤတကိုးတော်အားဖြင့်ဖြစ်သည်ချက်ခွန်ကြီးပဲဆိုရင်လူပြည်ဒီကကြွတော်လိုက်ရှိနေအသစ်ဖြစ်အောင်းသောအရာပြောင်းလဲပြီးခတ်သိမ်းသောအရာအသစ်ဖြစ်တယ်ဟုတ်ပြီအဲ့ဒီလိုခရစ်တော်ထဲမှာရှိဖို့အသစ်ဖြစ်ဖို့ဆိုရင်ဘသူတကိုးအားဖြင့်မဖြစ်လဲဘုရားသခင်ဒီဟူသောခမည်းတော်ရဲ့တကိုးတော်အားဖြင့်ဖြစ်တယ်ဆိုတော့ခရစ်တော်ရဲ့ကိုရောက်သွားခြင်းသည်ဘသူကထည့်ပေးလဲဘုရားသခင်ခမည်းတော်ကထည့်ပေးတယ်ထည့်ပေးတဲ့အတွက်ခရစ်တော်ရဲ့ကိုရောက်သွားပြီရောက်သွားပြီဆိုရင်ခရစ်တော်ကကားတိုင်းမှာဘာလုပ်လဲအသေးခံတယ်ပြီးရင်တကြိုတယ်ပြီးရင်ရှင်ပြန်ထမြောက်သွားတယ်ဒါဆိုရင်ခရစ်တော်ထဲမှာရှိနေသောသူကခရစ်တော်နဲ့အတူပါမသွားဘူးလားပါသွားပြီခရစ်တော်အသေးခံလည်းပါတယ်တကြိုတာပါတယ်ထမြောက်တာလည်းပါသွားပြီဘယ်ထိပါသွားလဲကောင်းငင်ထိပါသွားကောင်းငင်ထိပါအဲ့ဒါကဘယ်လိုကလုပ်ပေးလိုက်တာဘုရားသခင်ကလုပ်ပေးလိုက်ကောင်းငင်ရောက်သွားပြီကောင်းငင်ဘယ်နေရာမှာလဲခမည်းတော်ရဲ့လက်ရဘက်မှာရှိနော်ခမည်းတော်ရဲ့လက်ရဘက်မှာရှိတယ်ဒါကြောင့်ယောဟန်14:20ကဘာပြောလဲနော်မှတ်ထားအောင်နောက်တစ်ပတ်ကျရင်မေ့မှာဆိုလို့ကျမ်းပိုင်လေးတော့မှတ်ထားကြယောဟန်14:20ဘာပြောလဲငါသည်ခမည်းတော်၌ရှိသည်ကို၎င်းတင်တို့သည်ငါ၌ရှိသည်ကို၎င်းငါသည်လည်းတင်တို့၌ရှိသည်ကို၎င်းထိုနေ့၌ဤရကြလိမ့်ယေရှုခရစ်တော်ကပြောနေတယ်ငါသည်ခမည်းတော်၌ရှိသည်ကို၎င်းသူကဘလူကြီးမှာရှိနေတာလေခမည်းတော်ကြီးတင်တို့သည်လည်းငါ၌ရှိတယ်ဆိုတော့ကျွန်တော်တို့ကလည်းဘလူရှိမှာရှိနေခရစ်တော်နဲ့အတူခမည်းတော်ရဲ့လက်ရဘက်မှာရှိမနေဘူးလားခမည်းတော်ရှိမှာရှိပြီးရင်သူကထပ်ပြောတယ်ငါသည်လည်းတင်တို့၌ရှိသည်ကို၎င်းထိုနေ့၌သိရကြလိမ့်ကဲယေရှုနဲ့အတူပါသွားသောသူဟာကောင်းကင်ခမည်းတော်ရဲ့လက်ရဘက်မှာခရစ်တော်နဲ့အတူရှိနေတယ်အဲ့ဒီတော့ကျွန်တော်တို့ဘုရားပြောတယ်ကျွန်တော်တို့အထဲမှာဝิญဉ်တော်ကဘာလို့လဲရှင်းသက်ပြီးတော့ကျင်းဝတ်တယ်လို့ပြောတယ်တိတိကျကျပြောရင်ဘယ်လိုလူတွေရဲ့အထဲမှာကျင်းဝတ်တာလဲခရစ်တော်နဲ့အတူပါသွားသောခမည်းတော်ရဲ့လက်ရဘက်မှာခရစ်တော်နဲ့အတူရှိနေသောသူရဲ့ပုံရိပ်သေးကိုဘာကလာကျင်းဝတ်လဲရက်90မှာဆင်းလာတဲ့တန်ရှင်းသောဝိညာဉ်တော်ကလာပြီးတော့ကျင်းဝတ်တာဖြစ်တယ်အဲ့တော့ဝိညာဉ်တော်ကဘလူးရှိမှကျင်းဝတ်လဲခရစ်တော်နဲ့အတူပါသွားသောခမည်းတော်ရှိမှရှိနေသောသူရဲ့ပုံရိပ်ထဲမှာပါလဲလာပြီးတော့ကျင်းဝတ်တာဖြစ်အဲ့တော့စိတ်ကိုလေစွပေးတယ်လို့ပဲเนาะညဟောပြီเนาะနည်းနည်းပြင်းမယ်တန်းတာတင်တယ်လို့ပြောတဲ့အတွက်ဘယ်လိုလူတွေရဲ့အထဲကိုရက်90မှာဆင်းလာတဲ့တိုင်ရှင်သောဝိညာဉ်တော်ကတက်ရောက်တာလေခရစ်တော်နဲ့အတူပါသွားတဲ့သူခ
ခရစ်တော်နဲ့အတူပါသွားတာကကျွန်တော်တို့ဖြစ်ခြင်းရဲ့အစစ်နော်အဲ့ဒီအစစ်ရဲ့ပုံရိပ်သေးကိုတန်ရှင်းသောဝိညာဉ်တော်ကကျိန်းဝတ်ဒါကြောင့်ငါသည်ခမည်းတော်၌ရှိသည်ကို၎င်းတင်တို့သည်ငါ၌ရှိသည်ကို၎င်းငါသည်လည်းတင်တို့၌ရှိသည်ကို၎င်းငါသည်လည်းတင်တို့၌ရှိတယ်အဲ့ဒါကဘာမှလဲပုံရိပ်ကိုပြောအကြောင်းဂလာတိ2:20မှာဘာပြောလဲငါသည်ခရစ်တော်နဲ့အတူလက်ဝါးကပ်တိုင်မှာသေခံပြီးသို့တော်လည်းအသက်ရှင်သေး၏ထို့သောဆိုသောငါသည်ကိုယ်တိုင်မရှင်ခရစ်တော်သည်ငါ၌ရှင်အဲ့တော့အဲ့ဒီပါသွားသောအစစ်ရဲ့ပုံရိပ်ဖြစ်တဲ့ကျွန်တော်တို့ရဲ့ဒီခန္ဓာဗိဗ္ဗံတွေကိုရက်90မှာဆင်းလာတဲ့တန်ရှင်းသောဝိညာဉ်တော်ကလာပြီးတော့ကျိန်းဝတ်တယ်သဘောပေါက်လားမသိဘူးခရစ်တော်ရဲ့ကိုရောက်ဖို့ကျွန်တော်တို့ဝင်လို့ရလားဘယ်လိုထည့်ပေးလဲဘုရားသခင်ထည့်ခရစ်တော်ရဲ့ဝိညာဉ်ကျွန်တော်ရဲ့အထဲကိုရောက်ဖို့ကျွန်တော်တို့စိတ်နှလုံးတကားဖွင့်ပြီးတော့ဝင်ခိုင်းလို့ရတယ်ဝိညာဉ်တော်ကကောင်းကင်ပါသွားသောသူရဲ့အစစ်ရဲ့ပုံရိပ်ဆိုတဲ့ကျွန်တော်တို့အထဲမှာသူကသူ့တကောအားဖြင့်လာရောက်ဝင်ရောက်ပြီးတော့ကျင်းဝဲတယ်အဲ့တော့ခရစ်တော်ကိုကျွန်တော်တို့ရဖို့ခေါ်ပိတ်လက်ခံတိုင်းခရစ်တော်ကရောက်လာလားမရဘူးခရစ်တော်အထဲကိုရောက်တော့ဖို့ကျွန်တော်တို့သွားဝင်လို့ရလားမရဘူးအဲ့ဒါနားလည်ဖို့ရှိအဲ့ဒီလိုခရစ်တော်အထဲကိုရောက်သွားဖို့ခရစ်တော်ဝိညာဉ်ကကျွန်တော်တို့အထဲကိုရောက်ဖို့ရောဘယ်သူကပဲလုပ်ပေးတာဘုရားနော်အဲ့ဒါကိုဘာလို့ခေါ်လဲကျေးဇူးတော်ဘုရားရဲ့လှုပ်ဆောင်တယ်ဘုရားရဲ့လှုပ်ဆောင်ချက်တဲ့ကြောင့်သာကျွန်တော်တို့ကကောင်းကင်မှာဝင်စားရတော့အခွင့်ရတယ်လို့ကျွန်တော်တို့ရဲ့အထဲမှာလည်းသူ့ဝိညာဉ်ဝင်ရောက်ကျိန်းဝင့်ခြင်းကိုခံရတာဖြစ်တယ်နော်ဒါကြောင့်ဒါကိုကျွန်တော်တို့သိသိချာချာနားလည်ဖြစ်တယ်အီစတာဆိုတဲ့ရှင်ပြန်ထမြောက်ခြင်းလို့ပြောပြီးနှစ်စဉ်ကျွန်တော်တို့ကအဲ့ထမြောက်ခြင်းအကြောင်းကိုနားထောင်ခံယူပြီးတော့နှစ်ပေါင်းများလာတော့လေတကယ်ရှင်ပြန်ထမြောက်ခြင်းရဲ့တကိုးကိုတိတိကျကျကျွန်တော်တို့တိတိကျကျမခံစားဘူးဆိုရင်ဘာမှအဓိပ္ပာယ်မရှိဘူးယေရှုကတော့ထမြောက်သွားပြီယေရှုထမြောက်တဲ့အထဲမှာကိုပါသွားလားဒီဟာရေးကြည့်တာယေရှုနဲ့သူကိုပါသွားပြီဆိုရင်ကျိန်းသေးတယ်ကျွန်တော်တို့အထဲမှာသူ့ရဲ့ဝိညာဉ်ကလာရောက်ကျိန်းဝတ်တာဖြစ်တယ်ဒါအရေးကြီးတယ်အဲ့ဒါရှင်ပြန်ထမြောက်ခြင်းရဲ့အဓိပ္ပာယ်ဟုတ်ပြီဧဖက်တစ်73မှာပြောတယ်ဧဖက်တစ်73တင်တို့ဒီထဲမှာဖြစ်တယ်ကဲတင်တော်မူခြင်းအကြောင်းနှင့်ရှင်သောဧဝံဂေလိသတင်းစကားဒီဟုသောတမန်တရားစကားကိုကြားနာရသည်ဖြစ်၍ပြီးတော့ဘာဖြစ်လဲတို့ခရစ်တော်ကိုယုံကြည်ပြီးမှဂတိတော်နှင့်ရှင်သောတန်ရှင်းသောဝိညာဉ်တော်ဤတစိတ်ခတ်ခြင်းကိုဒါကြောင့်
တန်ရှင်းသောဝိညာဉ်တော်၏တစိ့ခတ်ခြင်းဝိညာဉ်တော်ထည့်ပေးခြင်းကိုပြောတာနော်တစိ့ခတ်တယ်တစိ့ခတ်လိုက်ပြီဆိုရင်ဘာပဲလဲအတီပဲဟိုတော့ကဘယင်နေမှာအဲ့ဒီတစိ့ရှိတယ်သူတို့ရဲ့လက်စွပ်မှာအဲ့တစိ့ကိုထားတယ်နော်တခုခုသူတို့ကအမိတ်ချပြီးစီရင်ပြီးဆိုရင်အဲ့ဒီလက်စွပ်နဲ့တစိ့ခတ်တယ်ဥပမာတန်ရီလာကရုပ်ထုကိုသူမကိုးဝယ်ဘူးဖះကိုပဲသူရှူတောင်းတဲ့အခါမှာမနာလိုတဲ့မူးမတ်တွေကဘယင်ကိုသွားကုန်းချောတဲ့အခါမှာအမိတ်ထုတ်ထားတဲ့အဲ့ဒီရုပ်ထုကိုမကိုးကွယ်တဲ့သူဆိုရင်ဘာလုပ်ရမလဲရှင်သေးတွင်နဲ့ချဘယင်မှလွယ်အဲ့တော့ तू ကအဲ့ဒါကိုမကိုးကွယ်ဘူးသူ့ဖះထာဝရဘုရားကိုပဲ तू ဘာလုပ်လဲရှုတောင်းကိုးကွယ်အဲ့ဒါကိုသွားပြီးဂုံးချောတဲ့အခါဘယင်ကကဲဒါဆိုလဲထဲလိုက်ပေါ့မတတ်နိုင်တစိ့ခတ်ပြီးတော့ခြေသွေးတင်နဲ့ထဲလိုက်အဲ့ဒီလိုတစိ့ခတ်လိုက်ပြီးဆိုရင်အဲ့တစိ့ကအတီပဲပြန်သူ့ကိုယ်တိုင်ကိုပြန်ဖြတ်လို့မရပြီးတော့မှ तू မှားမှန်းသိတယ်မှားမှန်းသိပေမဲ့လို့ပြန်ဖြတ်လို့ရလားဒိုင်ရီလာခြေသွေးတင်နဲ့ရောက်သွားပြီမနေ့ကျတော့ तू ဝမ်းနေစွာနဲ့ပဲသွားပြီးတော့ကျွင်းဝါနဲ့သွားဟောဒိုင်ရီလာမင်းဖေရမင်းကိုကဲလားကဲတယ်ဒိုင်ရီလာကျွင်းထဲမှာအသက်ရှင်ပါပြောနေတာဘာလဲဆိုတော့ဘယင်ကတစိ့ခတ်လိုက်လို့ရှိရင်အဲ့တစိ့ကအတီပဲဒါကြောင့်ဘုရားသခင်ကလည်းကျွန်တော်တို့ကိုတစိ့ခတ်လိုက်ပြီဆိုရင်အတီပဲအဲ့ဒီတစိ့ခတ်ထားတဲ့အဲ့ဒီဝိညာဉ်တော်ကကျွန်တော်တို့ရှိကလုံးဝဖတ်မသွားတော့အဲ့ဒါကြောင့်တန်ရှင်းသောဝိညာဉ်တော်ရဲ့တစိ့ခတ်ခြင်းကိုကျွန်တော်တို့ခံရဖို့လိုတန်ရှင်းသောဝိညာဉ်တော်ရဲ့တစိ့ခတ်ခြင်းကိုဘယ်လိုခံရလဲဆိုတော့ဘာကိုကြားလဲဧဝံဂေလိသတင်းစကားကိုကြားအဲ့တော့ဝိညာဉ်တော်ရရှိခြင်းရဲ့အဓိကအကြောင်းရင်းကဘာကိုကြားဧဝံဂေလိသတင်းစကားဒီကိုတော့တမန်တရားခရစ်တော်ရဲ့လက်ဝါးကနေမှာပြုခဲ့သောအမှုအရာအဲ့ဒီအရာကိုကောင်းကောင်းကြားသိခံစားရရှိခြင်းမရှိဘဲနဲ့ဝိညာဉ်တော်ကိုခေါ်ပိတ်လက်ခံပြီးရရှိထားတယ်ဆိုရင်ကျိန်းသေးလားမကျိန်းသေးဘူးအဲ့တော့ဝိညာဉ်တော်တစိ့ခတ်ခြင်းခံထားရသောသူသည်တကယ်ပဲဧဝံဂေလိသတင်းစကားတမန်တရားစကားကိုတည်တည်ချာချာကြားသိပြီးတော့ခံစားရရှိတာဒါအရေးကြီးတယ်နော်ဒါကြောင့်ကျွန်တော်တို့ဒါဘာကြောင့်ပြောလဲဆိုတော့ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့တကူတက်တည်အဲ့ဒီဝိညာဉ်တော်ရရှိခြင်းကအဲ့ဒါပဲအဲ့ဒါကိုကျွန်တော်တို့တည်တည်ချာချာခံစားရရှိထားဖို့လိုတယ်လို့ပြောကြတယ်ဟုတ်ပြီဒါဆိုရင်ဒီမှာရှိတဲ့သူတွေနော်ခံစားရရှိထားဖို့လိုတယ်လို့ပြောတဲ့အတိုင်းပဲတကယ်ရရှိထားဖို့ဧဝံဂေလိသတင်းစကားကိုတည်တည်ဆချာကြားထားဖို့လိုတယ်နော်ဒါကအဓိကကြတဲ့အရာဖြစ်တယ်ဟုတ်ပြီဒါဆိုရင်တန်ရှင်းသောဝိညာဉ်တော်ကိုခံစားရရှိပြီးပြီဆိုတန်ရှင်းသောဝိညာဉ်တော်ကိုထည့်လိုက်ခြင်းအပြင်ကျွန်တော်တို့ကကယ်တင်ခြင်းထာဝရစိတ်ချမှုဟုတ်လားကောင်းကင်
ရောက်ရှိသွားခြင်းအားလုံးကအဆင်ပြေပြီနော်အဆင်ပြေပြီဒါဆိုရင်အဲ့ဝိညာဉ်တော်ကျွန်တော်တို့အထဲမှာရရှိလာပြီဆိုအဲ့ဝိညာဉ်တော်ကဘာလို့ဖို့ဘုရားထည့်ပေးတာဝိညာဉ်တော်ကိုဘုရားကဘာဖြစ်လို့ထည့်ပေးတာလဲဝိညာဉ်တော်မရှိရင်ဘုရားနဲ့ဆက်သွယ်လို့ရတာအဲ့တော့ဘုရားကသူနဲ့ဆက်သွယ်လို့ရဖို့အတွေ့သူ့ရဲ့ဝိညာဉ်မရှိတော့သူတွေအတွက်သားတော်အဖြစ်ကျွန်တော်တို့ထဲကိုထည့်ပေးတယ်ထည့်ပေးပြီးကျွန်တော်တို့နဲ့ဆက်သွယ်ပြီးတော့အဲ့ဒီဝိညာဉ်တော်အဖြစ်ကျွန်တော်တို့ရဲ့အသက်တာကိုအလုပ်လုပ်တယ်ဒါကြောင့်ဝိညာဉ်တော်ထည့်ပြီးပြီဆိုရင်အဲ့ဝိညာဉ်တော်ကနေ့စဉ်ကျွန်တော်တို့အသက်ရှင်တဲ့အခါမှာကျွန်တော်တို့အသက်ရှင်ခြင်းရဲ့လက္ခဏာသက်တည်ပုံစံတွေကိုဝိညာဉ်တော်ကတွင်တင်ပေါ်ပြဟုတ်ပြီဝိညာဉ်တော်ရပြီဆိုရင်တော့ထာဝရအသက်ကတော့ကျိန်းနေပြီကျိန်းနေပြီဆိုရင်အဲ့ဒီကျိန်းနေတဲ့လက္ခဏာကတပါးသူတွေမြင်ဖို့သက်တည်ဖြစ်ဖို့လိုတယ်ဝိညာဉ်တော်ဖျားအသက်ရှိနေတယ်ဒါကြောင့်ဝိညာဉ်တော်ကနေပြီးတော့ကျွန်တော်တို့နေ့စဉ်အသက်တာကိုကဲဘုရားကြောင့်သွားကျမ်းစာဖတ်ဆုတောင်းဝိညာဉ်တော်ဘာလုပ်နေမလဲအထက်ကနေနှိုးဆော်ကဲပူကျွေတိတ်အိမ်မငိုင်နဲ့မင်းနော်ဘုရားကြောင့်သွားဘီယာဆိုင်မသွားနဲ့နော်အဲ့တော့ဘီယာဆိုင်မသွားနဲ့တခြားနေရာတွေကိုမသွားနဲ့အထူးသဖြင့်တနင်္ဂနွေနေ့ပေါ့နော်ဘာဖြစ်လို့လဲ तू ကဒီမှာဂီတာတီးရဥဆောင်အဲ့တော့တခြားနေရာတွေကိုမသွားနဲ့အင်းဓာတွေကိုမလုံးနဲ့အလိုတော်နဲ့မညီတဲ့အရာတွေကိုမပြောနဲ့မလုံးနဲ့မသွားနဲ့ဘယ်သူကနှိုးဆော်မလဲအထဲမှာရှိတဲ့တန်ရှင်းသောဝိညာဉ်တော်ကသူ့ကိုဘာလုပ်မလဲစီးတားမယ်မလုံးဖို့စီးတားမယ်မလုံးဖို့စီးတားတဲ့ဟာကို तू ကဇွတ်လုံးမယ်ဆိုရင်ဘာဖြစ်မလဲအထဲမှာရှိတဲ့ဝိညာဉ်တော်ကဘာဖြစ်မလဲစိတ်နာနော်အေဖက်အခန်းကြီး4အငယ်30နော်အေဖက်အခန်းကြီး4အငယ်30ဒီနော်ရွေးနှုတ်ခြင်းနေ့ရက်တိုင်တစိတ်ခတ်တော်မူသောတန်ရှင်းသောဝိညာဉ်တော်ကိုမပြည့်စိတ်မနာစေနဲ့ဒါလောက်စီးတားနေတဲ့ကြားတွေကနော်မိဘတော်သားသမီးကိုမသွားနဲ့အဲ့ဒီကောင်လေးနဲ့မသွားနဲ့အဲ့ဒီကောင်လေးကငါကြားတာတိတ်မဟုတ်ဘူးနော်ဒါမဲ့ဘာဖြစ်လဲသွားမှာပဲအမေကဘာမှလည်းမသိပဲနဲ့အမေကအိမ်မှာနေတာဘာသိလို့သွားတယ်အမေကဘာဖြစ်လဲစိတ်ဆိုးတာပေါ့အမေစိတ်ဆိုးတာကတော်သေးတယ်ချော့လို့ရတယ်ဒီမှာတန်ရှင်းသောဝိညာဉ်တော်ကစိတ်နာလာပြီမလုံးတဲ့တစ်ခါပြောလည်းမရအောင်နှစ်ခါလည်းမရသုံးခါလည်းမရလေးခါလည်းမရစိတ်နာလာပြီဆိုရင်ဘာမလုပ်တော့ဘူးလေမစည်းတာတော့နှုတ်ထားလိုက်ပြီကိုယ်တမိုင်းအဲ့လိုဖြစ်သွားပြီဒါကမလုံနဲ့လို့စီးတာတဲ့အရာကိုချိုးဖောက်ပြီးလှုပ်တယ်ဆိုရင်တန်ရှင်းသောဝိညာဉ်တော်ကစိတ်နာဟ
ဟုတ်ပြီနောက်တစ်ချက်ကပါလဲဆိုတော့တစ်သက်59တစ်သက်59ပါလေဝိညာဉ်တော်ဤအရှိန်ကိုမငြိမ့်စေကြတယ်ခုနကတော့မလုပ်ဖို့စီးတာတယ်အခုကတော့လုပ်ဖို့နှိုးစော်တိုက်တွန်းတယ်ဘုရားကျောင်းသွားဟုတ်ကဲ့အမေလမ်းထိပ်လဲကြောင်းဘုရားကျောင်းမရောက်ဘူးဒီပြည့်နေအောင်꿰ကျမ်းစာဖတ်ပါဖတ်ဘူးစူတောင်းပါမတောင်းဘုရားအလိုတော်နဲ့ညီတဲ့အရာတွေကိုတန်ရှင်းသောဝိညာဉ်တော်အတွင်းထဲမှာကျွန်တော်တို့အထဲမှာထည့်ပေးထားတဲ့ဝိညာဉ်တော်ကလှုပ်ဖို့နှိုးဆော်နေတာကိုတစ်ခါလည်းမလုပ်နှစ်ခါလည်းမလုပ်သုံးခါလည်းမလုပ်အချိန်ချင်းမလုပ်တဲ့အခါမှာဘာဖြစ်သွားပြီလဲအရှိန်သူလှုပ်ဖို့အထဲကနေမပြောတော့မလှုပ်ဖို့လည်းအထဲကနေမစည်းတာတော့အဲ့တော့လှုပ်ဖို့လည်းမနှိုးစော်သလိုမလှုပ်ဖို့လည်းမစည်းတာဘူးဆိုရင်ဝိညာဉ်တော်တော့ရှိပါတယ်အထဲမှာဘုရားကထည့်ပေးထားတာအဲ့ဒီဝိညာဉ်တော်အပြင်အလုပ်လုပ်ဖို့သို့တော်လည်းအဲ့ဒီဝိညာဉ်တော်ကအထဲမှာရှိနေပြီးတော့အလုပ်မလုပ်ဘူးဆိုရင်ဘာမှအထိပ္ပယ်မရှိဘူးလေပြတ်နေတဲ့သူနဲ့သွားတူရှင်လျက်နဲ့သေနေတာဝိညာဉ်အသက်ရပြီးတော့ဝိညာဉ်အသက်ရှိခြင်းရဲ့လက္ခဏာသက်တည်ဟာမပေါ်လွင်ဘူးဆိုရင်ဘာမှအထိပ္ပယ်မရှိဘူးကဲတင်ခြင်းတော့မဆုံးရှုံးပါဘူးကဲတင်ခြင်းရတော်လေသူ့အားဖြင့်ဘုရားဘုံမထေရှားအယံဝမ်းနဲ့ပေါ့ပင်ဒီကုတ်ဒီနေ့ဟိုမှာရှင်ပြန်ထားမြောက်ရာနေ့ယေရှုခရစ်တော်ရှင်ပြန်ထားမြောက်ခြင်းရဲ့အဓိကအကြောင်းအရင်းကဝိညာဉ်တော်ကိုဘာလို့ပေးရလဲထည့်ပေးဖို့ဝိညာဉ်အသက်ရရှိခြင်းရှင်ပြန်ထားမြောက်ခြင်းတကိုးကိုခံစားရရှိအရှင်ပြန်ထားမြောက်ခြင်းတကိုးကိုခံစားရသောသူရဲ့အသက်တာတွေကနေအဲ့ဒီတကိုးကစီးစင်းနေဖို့ဖြစ်တယ်ဘို့တော်လည်းရှင်ပြန်ထားမြောက်ခြင်းတကိုးကမစီးသေးဘူးအထဲမှာဒီတိုင်းကြီးပဲဖြစ်နေတယ်ဆိုရင်ယေရှုလာပြီးအသေးခံတဲ့ဟာကမတန်ဘူးကျွန်တော်တို့ကဲတင်ခြင်းရယုံလေးနဲ့မတန်ဘူးဒါကြောင့်ကျွန်တော်တို့နဲ့မဟုတ်ကျွန်တော်တို့နဲ့အသက်ဆိုင်တဲ့မိသားစုညီကိုမောင်နှမဆွေမျိုးအတိုင်းဝိုင်းဆက်ဆိုင်တဲ့သူမြဲဒီအထီးကိုအဲ့ဒီရှင်ပြန်ထားမောက်ခြင်းတကိုးကစီးစင်းပြီးတော့ကူးဆက်သွားဖို့ဖြစ်တယ်။သို့တော်လည်းမကူးဆက်ဘူး။မကူးဆက်ရုံနဲ့မကဘူးရှင်ပြန်ထားမောက်ခြင်းတကိုးကိုတကယ်ခံစားရလာတော့မကျင်းသေးဘူးဖြစ်တယ်။ဘယ်လိုလုပ်ယေရှုရှင်ပြန်ထားမြောက်တာကရှားပြီ။ဒါကြောင့်ဒီမှာရှိတဲ့မိသားစုရှင်ပြန်ထားမြောက်ခြင်းဆိုတာကိုကျွန်တော်တို့ကြားလိုက်ပြီဆိုအဲ့ဒီရှင်ပြန်ထားမြောက်ခြင်းအဓိပ္ပာယ်ကိုကျွန်တော်တို့ကောင်းကောင်းနားလည်ဖို့ရှိတယ်အဓိကကဘာလဲဆိုအရှင်ပြန်ထားမြောက်ခြင်းတကိုးတည်းဟူသောတန်ရှင်းသောဝိညာဉ်တော်ကိုကျွန်တော်တို့အထက်ကိုထည့်ပေးတာဖြစ်ဘယ်လိုလူတွေရဲ့အထက်ကိုထည့်ပေးလဲယေရှုနဲ့အတူကောင်းငင်ကိုပါသွားသောသူရဲ့ပုံရိပ်ဒီထဲကိုကျွန်တော်တို့ထဲကိုထည့်ပေးကျင်းတယ်အဲ့ဒါဝိညာဉ်တော်ကျင်းဝတ်ခြင်းခံရသောသူကဘယ်သူလဲဆိုရင်တိကျတဲ့အဖြစ်ဒီယေရှုနဲ့အတူကားတိုင်းမှာပါသွားသောသူရဲ့ပုံရိပ်ထဲမှာထည့်ပေး
အဲ့ဒါကိုကျွန်တော်တို့သိကြကြနားလည်ဖို့ရှိဟုတ်ပြီအထဲရောက်လာပြီဘုရားသခင်ကအဲ့ဒီဝိညာဉ်အသက်မရှိတော့သူကိုထိန်းချုပ်လို့မရဘူးထိန်းချုပ်လို့ရဖို့အတွက်ကိုထည့်ပေးတယ်ဒါကြောင့်ဘုရားသခင်ကဘာကိုထိန်းလဲဝိညာဉ်ကိုထိန်းတယ်ဝိညာဉ်ကဘာကိုထိန်းလဲစိတ်ကိုထိန်းတယ်စိတ်ကဘာကိုထိန်းလဲခန္ဓာကိုထိန်းတယ်အဲ့ဒီလိုထိန်းခြင်းအပြင်မမြင်ရတဲ့ဘုရားရဲ့ဘုန်းကမြင်ရတဲ့ကျွန်တော်တို့ရဲ့ဒီလူကိုယ်ခန္ဓာမှာလာပြီးတော့ထင်ရှားအဲ့ဒီလိုဘုန်းထင်ရှားဖို့အတွက်ဘုရားကပြန်ပြီးတော့ဝိညာဉ်အသက်ကိုထည့်ပေးတာသို့တော်လည်းထည့်ပေးတာပဲရှိပြီးတော့ကျွန်တော်တို့ဝိညာဉ်ကိုသူက control လုပ်လို့မရဘူးဆိုရင်ဘလောက်ဝမ်းနည်းစရာကောင်းဒါကြောင့်ရှင်ပြန်ထမြောက်ခြင်းတစ်တည်တော်တော်ကြာခဲ့ပြီရှင်ပြန်ထမြောက်ခြင်းတကူကပါလဲဆိုတာသိချာမသိဘူးဒါဆိုရင်ဝမ်းနည်းဖို့ပေါ့အဲ့ဒါဆိုသိလာပြီဆိုရင်အရှင်ပြန်ထမြောက်ခြင်းတကူကကိုယ့်ထဲကနေပြန်ပြီးတော့စီးထွက်နေတာစီးတဲ့နေဖို့ဆိုရင်ဝိညာဉ်တော်ရဲ့စီးတားခြင်းကိုကျွန်တော်တို့ဝန်ခံဖို့ရှိသလိုဝိညာဉ်တော်ရဲ့နှိုးဆော်ခြင်းကိုလည်းကျွန်တော်တို့ကမလုပ်ဖို့ရှိလဲနားထောင်ဝန်ခံဖို့ရှိတယ်အဲ့တော့ဝိညာဉ်အသက်ကိုရပြီးတော့ရှင်ပြန်ထမြောက်ခြင်းတကူကိုရှိမှတကယ်ခံစားရပြီဆိုရင်အဲ့ဒီရှင်ပြန်ထမြောက်ခြင်းတကူရဲ့တက်တည်သည်ဒီမှာရှိတဲ့သူရောက်စီတိုင်းတို့အထက်ကနေပြန်လဲစီစဉ်ပြီးတော့တက်တည်တည်တည်ဖြစ်ကြပါစေလို့เนาะဒီနေ့နှုတ်ကပတ်တော်အားဖြင့်အနေနဲ့တိုက်တွန်းနှိုးဆော်ပါတယ်အရောက်စီတိုင်းတန်ရှင်းသောဝိညာဉ်တော်ဘုရားအာ၍တွင်တင်ဖွင့်ပြပါစေအာမင်